ဂါနာချိုနဲ့အန်ဂိုဂူကိုလဲမယ်ဆိုပြီးတော့ရူမာတွေထွက်လာတယ်ပေါ့နော်ချဲစီကတော့ဂါနာချိုကိုလိုချင်တာမှန်တယ်စိတ်လည်းစိတ်ဝင်စားတယ်ယူနိုက်တက်က အန်ဂိုဂူကိုတကယ်ရောလိုအပ်လို့လားပေါ့နော်ကျွန်တော်ကတော့ Chelsea version အန်ဂိုဂူဆိုရင်တော့မလိုချင်ပါဘူးယူနိုက်တက်ပြည်သက်များအားလုံးမြင်တာပါအိုထဖို့တီဗီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ကျွန်တော်ကဒီရူမာတွေအရန်ထွက်နေတဲ့အန်ဂိုဂူနဲ့ဂါနာချိုတို့အပြန်လဲမဲ့အကြောင်းအရာကိုဆွေးနွေးသွားမှာပဲဖြစ်ပါတယ်အဓိကတော့အန်ဂိုဂူအကြောင်းကိုကျွန်တော်ရဲ့အမြင်နဲ့ပြပြသွားမှာပါအန်ဂိုဂူအကြောင်းကိုမပြောခင်ပေါ့နော်ကျွန်တော်တို့အရင်ဆုံး United ရဲ့လက်ရှိအပြောင်းရွှေ့အနေအထားလေးကို record လေးပြန်ခေါ်ချင်ပါတယ်တေချာတာကတော့ဒီ Brentford ရဲ့တောင်ပံကစားသမား MBU ကတော့ United ကိုရောက်လာဖို့များပါတယ်ဒုတိယအကြိမ်နဲ့ထပ်ပြီးတော့ offer ပေးကြတယ်လို့လည်းသိရပါတယ်ကစားမအထွက်အနေနဲ့ပြန်ပြီးကြည့်မယ်ဆိုရင်တော့ဒီဆန်ချိုနဲ့အန်တိုနီကတော့အသင်းကနေထွက်သွားဖို့အတွက်ရာခိုင်နှုန်းတဖြည်းဖြည်းပို့ပြီးတော့များလာတယ်ပေါ့နော် United အနေနဲ့ဒီသူတို့ရောင်းချမဲ့ကစားသမား၄ယောက်ရှိရပေါ့ဒီဆန်ချိုရဲ့အန်တိုနီရဲ့ဂါနာချိုရဲ့မာကက်ရက်ရှ်ဝယ်ပေါ့နော်ဆန်ချိုကကြတော့ဒီနာပိုလီနဲ့ဒီအဆင်ပြေနေပြီအပြောင်းရွှေ့ကိစ္စအပြောင်းရွှေ့ဆိုတာတဲ့လာစာပေါ့နော်လောကလာစာညှိနှိုင်းဖို့ကြံနေရပေါ့အန်တိုနီကကြတော့ရှင်းတယ်30% ကိုသူက short ယူလိုက်တယ်အဲ့တော့အသင်းပြောင်းဖို့အတွက်သူစူးစမ်းနေတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဒါပေမဲ့ဂါနာချိုနဲ့ market rashford တို့ကကြတော့နည်းနည်းလေးတော့ခက်လိမ့်မယ်ဗျ rashford ကကြတော့လည်းဘာစီလိုနာကိုပဲသူသွားကျင်တယ်ဂါနာချိုကကြတော့လည်းသူ့ကိုတောင်းတဲ့ပြောင်းရွှေ့ကြီးရလေများတယ်ပေါ့နော်ဒါမျိုးလေးတွေတော့ရှိပါတယ် United ကတော့ဒီတက်စစ်မှုအတစ်တယောက်ခေါ်ဖို့ရှိပါတယ်တက်စစ်မှုတယောက်ခေါ်မှာပါ MU ပြီးရင်တက်စစ်မှုတယောက်ကိုခေါ်ပါလိမ့်မယ်လက်ရှိအနေထားရလေအပြောင်းရွှေ့ဆဆချင်းတော့လိုမျိုးပေါ့နော်တက်စစ်မှုတွေအများကြီးလည်းရွေးချယ်စရာမရှိတော့ဘူးဒီလက်ကလည်း Chelsea ကိုပြောင်းသွားပြီ Victor Gyokeres ကလည်းကိုရီ United အသင်းကိုပြတသားကိုညှင်းပယ်လိုက်ပြီပေါ့နော်ရွေးချယ်စရာတွေကအများကြီးတော့မရှိဘူးအခုလက်ရှိသတင်းထွက်နေတာဆိုရင်တော့ဒီဘွန်ဒယ်လီဂါကကစားသမားအကီတက်ကီပေါ့နော် Chelsea ကလည်းဒီကစားသမားကိုစိတ်ဝင်စားနေတယ်သူ့အကြောင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အမြင်ကိုဗီဒီယိုတစ်ခုနဲ့လုပ်သွားဖို့ရှိပါတယ်ဆက်လက်ပြီးဘယ်သူကြံအောင်မလဲဆိုတော့ကျွန်တော်တို့ Osimhen ကြံမယ်ပြီးသွားရင်ဒီမာတီတာကြံမယ်မာစီဂိမ်းကြံမယ်ပေါ့နော်ထပ်ပြီးထည့်လို့ရမယ်ဆိုရင်တော့ဒီလီဗာပူးဇင်သက်စစ်မှုပတ်ထရစ်ဆက်ဟစ်ပေါ့ဒီကစားသမားတွေတော့ကြံပါသေးတယ်ဆိုတော့ကျွန်တော်တို့အန်ဂူအကြောင်းပြောမှာဆိုတော့အန်ဂူဘက်ကိုပဲဆက်သွားလိုက်အောင်Chelsea အသင်းကတော့ဂါနာချိုကိုစိတ်ဝင်စားနေတာမှန်တယ်ပြီးခဲ့ကျွန်တော်တို့ပြောင်းရွှေ့မှာလည်းသတင်းတွေအကြဲလာကိုထွက်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ United ဘက်ကရောအန်ဂိုကိုစိတ်ဝင်စားလာပေါ့ပြီးခဲ့တဲ့ကျွန်တော်တို့ပြောင်းရွှေ့တုန်းကလည်းအန်ဂိုကိုနဲ့ပတ်သက်ပြီးတော့သတင်းတွေထွက်ခဲ့တယ်ပြောမယ်ဆိုရင်တော့ပြောင်းရွှေ့ရောက်တိုင်းအန်ဂိုကိုက United တိုက်စစ်မှု radar တွေထဲမှာအမြဲလိုပါနေတဲ့ပုံစံမျိုးလေးတော့ရှိရပေါ့နော်ကျွန်တော်ကတော့ Chelsea version အန်ဂိုကိုတော့သဘောမကျပါဘူးဒါပေမဲ့ Chelsea မရောက်ခင်ပေါ့နော်ဒီ live set မှာကစားခဲ့တဲ့အန်ဂို version ကိုတော့ကျွန်တော်သဘောကျတယ်တကယ်လဲကောင်းတယ်မိုက်လဲမိုက်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တခုပြောချင်တာကဒီပြအမိုရင်ကဒီ Florent Fruit 3ပေါ့နော်တက်ဆက်မှု3ယောက်အလင်းတစ်တို့လိုက်ပြီးရွေလျားတဲ့ပုံစံကိုအဲ့လိုပုံစံမျိုးဘက်ကိုသွားကျင်တလားပေါ့ဒါမျိုးကျွန်တော်မြင်လာရတယ်ဘာဖြစ်လို့ကျွန်တော်အဲ့လိုမျိုးမြင်လဲဆိုတော့ဒီအခုလက်ရှိအနေထားမှာဆိုတော့ဟွိုင်းလွန်ကတော့အတင်းကထပ်သားဖို့များတယ်စစချင်းမှာတော့ဟွိုင်းလွန်ကဒီအမိုရင်လိုချင်တဲ့တက်ဆက်မှုပုံစံမျိုးလို့ထင်ခဲ့ကြပေမဲ့ကြာလာလေဒီသားသမားကအမိုရင်နဲ့ကီးမကိုက်ဆိုတာမြင်လာရတယ်ပေါ့နော်ဒီနေရာမှာဒီဇိုရီယာဆစီရပဲတက်စစ်အထောက်နေရာမှာကစားဖို့ရှိရပေါ့နော်လက်ရှိတက်စစ်မှုမခေါ်ပြခဲ့ရင်ပေါ့ဆိုတော့ PSG ရဲ့တက်စစ်ပုံစံမျိုးကိုအမော်ရင်ကတွားကျင်တာလားပေါ့ PSG ရဲ့တက်စစ်3ယောက်စုဖွဲ့မှာဆိုရင်ဒန်ဘီလီနဲ့ဒိုဆိုယာဒိုရန်က rotate လုပ်ပြီးကစားလို့ရတယ်ညာဆောင်ပန်နဲ့အလေပေါ့နော်အဲ့လိုမျိုးဝင်ပြီးတော့ကစားနိုင်ဆိုရှိရပေါ့နော်ဆိုတော့အန်ဂူဂူအကြောင်းကျွန်တော်ပြောမယ်အန်ဂူဂူကနာဂျယ်မန်လက်ထက်မှာပေါ့ဒီ 3 back system နဲ့ကစားဘူးတယ်အဲ့ချိန်တော့သူဒီနောက်ချန်တိုက်စစ်မှုပုံစံမျိုးကစားတာပိုပြီးကောင်းတယ်အထောင်တိုက်စစ်မှုတယောက်နဲ့တွဲပြီးကစားတာပေါ့နော်လက်ရှိ United မှာဆိုတော့ Joshua Zirkzee ကစားနေတဲ့ပုံစံပေါ့ Joshua Zirkzee ကိုအထောင်တိုက်စစ်မှာထက်ဒီနောက်ချန်တိုက်စစ်မှာဆိုပို့ပြီးတော့ performance ထွက်တာကိုလည်းကျွန်တော်မြင်ရတယ်ပေါ့နော်လက်ရှိ United အသင်းခေါ်ယူထားတဲ့တောင်ပံကစားသမားကွန်ဟာရဲ့ United လက်ရှိလိုက်နေတဲ့တောင်ပံကစားသမား MBU ပေါ့နော်ဒီကစားသမား2ယောက်ကအထောင်တိုက်စစ်မှာလည်းကစားလို့ဖြစ်တယ်ဆိုတဲ့ပုံစံကိုကျွန်တော်မြင်ရတယ်ပေါ့နော်ဒီပြောရမယ်ဆိုရင်ဒီ Zirkzee ကကွင်းလေဒီဘောလုံးဆင်းယူမယ်စီအချက်မှာဇာစီကြောက်ပေါ်သွားတဲ့နေရာလွတ်တွေကိုဒီကွန်ဟာနဲ့အမြူမူတို့ကဝင်ပြီးတော့ယူမယ်ပေါ့နော်ဘေးနားမှာဒီကွင်းလေကစားသမားတွေဝင်းဘတ်တွေကထောက်ထားမယ်ဒီလိုပုံစံမျိုးလေးတော့ဖြစ်သွားနိုင်ပါတယ်အန်ဂူဂူရဲ့ပုံစံကကြတော့ကစားပုံကကြတော့သူဒီဘောလုံးကို hold up လုပ်နိုင်တယ်တင်းဘော်တွေနဲ့တွဲကစားတဲ့အပိုင်းတွေကောင်းတယ်အဓိကတော့သူဒီအထောင်သက်စစ်တဲ့ဘယ်လိုပြောရမလဲနောက်ချန်သက်စစ်မှုပေါ့နော်သူဘေးနားမှာနံပါတ်9တယောက်နဲ့တွဲပြီးကစားမယ်ဆိုပို့ပြီးတော့ကောင်းနိုင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်ကြည့်ပြီးသလောက် eye test နဲ့ကျွန်တော်ပြောတာဖြစ်ပါတယ်
အန်ဂူကူနဲ့ပတ်သက်ပြီးကျွန်တော်သဘောကျဆုံးအချက်ကတော့သူကဒီ space တွေကိုနားလေတာပါပဲနေရာလို့တွေကိုသူနားလေတယ်ပေါ့နော်ပြောမယ်ဆိုရင်သူ့ကြောက်ပဲနောက်ခံလူပေါ့နော်တစ်ဖက်နောက်ခံလူရဲ့ marking တွေကသူ့နောက်ကိုလိုက်သွားမယ်အဲ့ချိန်မှာနေရာလွတ်ကပေါ်လာမယ်အဲ့နေရာလွတ်တွေကိုသူ့အသင်းဖော်တွေကအသုံးချလို့ရမယ်ပေါ့နော်ဒါမျိုးလေးကိုသူကမြင်နိုင်စွမ်းရှိတယ်သူ့ရဲ့နေရာလွတ်ရှာဖွေနိုင်တဲ့ပတ်သက်ပြီးတော့သူ့ကိုတော်တော်လေးကိုသဘောကျပါတယ်ပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်ပွဲပြီးသုံးသက်ချက်တွေပွဲပြီးအမြင်တွေကြတော့ကျွန်တော်ကိုယ်တိုင်ပွဲလဲကြည့်နေသလိုကျွန်တော်ကိုယ်တိုင်လဲပုံတွေကရှာလို့ရတယ်ပေါ့ကိုယ်တိုင်လဲဖန်တီးလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီအန်ကိုကကြတော့ပြီးခဲ့တဲ့နှစ်ကဟာတော့မဟုတ်ဘူးလွန်ခဲ့တဲ့2နှစ်လောက်ကဟာတွေဖြစ်လာကြကျွန်တော်အနေနဲ့ reference တွေတွားပြီးတော့ယူရတယ်အဲ့ဒီ reference တွေတိုင်းပဲကျွန်တော်ပုံတွေကိုရှာရတယ်ပေါ့နော်ဒါမျိုးလေးတော့ရှိတယ်ဒီလိုပြောရတဲ့အကြောင်းရင်းကလည်းကျွန်တော်လုံးသမျှ view တွေအကုန်လုံးကကျွန်တော်အာဘောကနည်းနည်း reference ယူတာများများအဲ့လိုထင်နေမှာစိုးလို့ကျွန်တော်ကကြိုပြီးတော့ပြောတာဖြစ်ပါတယ် reference ကတော့မယူအောင်လားဆိုတော့ယူရတယ်မယူဘဲတော့မရဘူးပေါ့နော်ယူတော့ယူရတယ်တနက်နေ့မှာကျွန်တော်ရဲ့အမြင်တွေများများပါအောင်ကျွန်တော်စူးစမ်းပြီးတော့ပြပြလေးရှိပါတယ်အဲ့တော့ကျွန်တော်ဆက်ပြီးတော့သွားကြည့်ပါတယ်ဒီနေရာမှာဆိုရင်လည်းဒီအန်ကိုကူကသူ့ရဲ့နောက်ခံလူတစ်ယောက်ကိုဆွဲခေါ်ပြီးသွားပြီအဲ့လိုဆွဲခေါ်လိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့သူ့ရဲ့နောက်မှာနေရာလို့ကြီးအကျယ်ကြီးပေါ်သွားတယ်အဲ့နေရာလို့အကျယ်ကြီးကသူ့ရဲ့တွဲဘက်ကစားသမားကွင်းလယ်ကစားသမားဖြစ်ဖြစ်တက်ဆင်မှုပဲဖြစ်ဖြစ်ဝင်ပြီးတော့အသုံးချလို့ရလောက်တဲ့အထီကိုကောင်းမွန်တဲ့နေရာလို့တစ်ခုကိုသူကဖန်တီးယူပေးသွားတာကိုကျွန်တော်တို့မြင်ရပါလိမ့်မယ်ဒီမှာဆိုရင်လည်းတစ်ဖက်အသင်းရဲ့ခံစစ်စုဖွဲ့မှုကလုံးဝကြစ်ကြစ်လေးလေးဖြစ်နေတယ်ပေါ့နော်အသင်းလိုက်လှူရှားပုံကလည်းကောင်းတယ်ဒါကိုအန်ကူကူကနားလည်ပြီးတော့ဖတ်မိသွားတယ်ပေါ့နော်စကန်မိသွားတဲ့အချိန်မှာသူဒီစန့်ကျင်မဲ့နေရာကိုရွှေ့လိုက်တယ်အဲ့ချိန်မှာပြန်ပဲခံစစ်မှုတယောက်ကလုံးဝ out of position ဖြစ်သွားတယ်ပေါ့နော်ဒီလိုနေထားကနေပဲသူဒီတွင်ကိုတကိုရယူသွားတာကိုကျွန်တော်တို့မြင်ရပါတယ်နောက်တစ်ခုကကြတော့အန်ကူကူက dribble လုံးနိုင်စွမ်းရှိပါတယ်အရန်ကောင်းတဲ့ dribbler တော့မဟုတ်ဘူးဒါပေမဲ့လိုအပ်ရင်လိုအပ်တဲ့ dribble လုံးနိုင်တယ်လုံလောက်တဲ့စွမ်းဆောင်ရည်မျိုးလည်းသူ့မှာရှိပါတယ်နောက်တစ်ချက်ကကြတော့အန်ကူကူကဒီဘောလုံးပေးဖို့မှုကောင်းတဲ့တဲမှာပါတယ်ကိုယ်လည်းကစားမတရားလိုမျိုးလုံးဝ perfect အဲ့လိုပေးနိုင်တဲ့လူတော့မဟုတ်ဘူးသူဒီလိုအပ်ရင်လိုအပ်တယ်ဘောလုံးပြန်ခင်းပေးနိုင်တယ်တွဲဘက်ကစားသမားရဲ့လမ်းကြောင်းတွေကိုဘောလုံးထည့်ပေးနိုင်တယ်ရှိပါတယ်နောက်တစ်ချက်ကကြတော့အန်ကိုကူကဒီလာပေါ်စာသဘောတရားကိုနားလည်ပါတယ်ကျွန်တော်တန်ထွက်တာမှားကောင်းမှားနေတယ်နော်လာပေါ်စာဆိုတာဘာလဲဆိုတော့အဓိကတော့ဒီဘေးဘက်ဝန်းကျင်မှာဖြစ်နေတဲ့အခြေအနေတွေကိုဖတ်နိုင်စွမ်းရှိရယ်ဖတ်နိုင်စွမ်းရှိတာကြောင့်ဂိမ်းရဲ့တန်ဖိုးသူလို့သလိုအတိုးလျှော့လုပ်လို့ရတယ်အဓိကတော့တန်ဖိုးကိုချလိုက်တဲ့အချိန်မှာနေရာလွတ်တွေပေါ်သွားတယ်ဒါကိုအသုံးချတာမျိုးပေါ့နော်ဘယ်ကစားမှလောက်တာကောင်းလဲဆို Iniesta တို့ပါလို့ဆိုလာပေါ်စာသဘောတရားကိုအရင်နားလေဒါမျိုးလေးပေါ့ဒီမှာဆိုရင်လည်းကျွန်တော်တို့အန်ကူကူရဲ့လာပေါ်စာသဘောတရားကိုဘယ်လောက်ထိနားလေလဲဆိုတာကိုမြင်ရတယ်သူ့အနေနဲ့အနီရောင်နဲ့ပြထားတဲ့ကစားသမားစီဘောလုံးတန်းပေးလို့ရတယ်ဆိုပေမဲ့သူတစ်ချက်တော့စောက်လိုက်တယ်စောက်လိုက်ပြီးတော့ပို့ပြီးကောင်းမွန်တဲ့ better option ပေါ့နော်အဲ့ကစားသမားအမဲနဲ့ကစားသမားပေါ့အဲ့ကစားသမားကိုပေးဖို့အတွက်စူးစမ်းခဲ့တယ်အဆင်ပြေသွားခဲ့တယ်ပေါ့ဒါကိုကျွန်တော်တို့ကလာပေါ်စာသဘောတရားနားလေတယ်လို့ပြောနိုင်ပါတယ်အန်ကူကူရဲ့တိုက်စစ်ကိုကူညီပေးတဲ့အပိုင်းတွေအသင်းဘော်တွေကိုနေရာလို့ရအောင်ဖန်တီးပေးတဲ့အပိုင်းတွေကတော့တော်တော်လေးကိုအဆင်ပြေပါတယ် United ရဲ့ဒီ front three နဲ့ဆိုလည်းအရင်လိုက်ဖက်မယ်လို့ကျွန်တော်တို့ယူဆတယ်ဒါပေမဲ့ပြန်ဘက်ဘောလုံးရှိနေတဲ့အချိန်မှာအန်ကူကူရဲ့ရွေလျားပုံတွေကဘယ်လိုမျိုးရှိလဲပေါ့အန်ကူကူကဒီအထောင်တက်စစ်မှာနေပြီးတော့ပြန်ဘက်ခံစစ်မှုတွေကိုဒီနေရာဒီ marking ပေးတဲ့အပိုင်းတွေကတော်တော်လေးတော့အဆင်ပြေတယ်သူဒီနောက်ကတော့တယောက်ကို marking ပေးရပေမဲ့လည်းနောက်ထပ်တယောက်ကိုလည်းဒီ cover shadow ပုံစံမျိုးလိုထားတာမျိုးကျွန်တော်တို့မြင်ရတယ်အဓိကတော့ဘယ်လိုပြောရမလဲကွင်းထဲမှာဖြစ်ပေါ်နေတဲ့အခြေအနေကိုသူဖတ်နိုင်စွမ်းရှိရယ်ဖတ်နိုင်စွမ်းရှိပြီးတော့ဘယ်လိုဆုံးဖြတ်ချက်ချရမလဲဆိုတာကိုသိတဲ့တက်စမှုတယောက်လို့ကျွန်တော်တို့မြင်ပါတယ်ဒီတော့သူ့မှာအားနည်းချက်မရှိဘူးလားအားနည်းချက်ကတော့ရှိရဗျဘယ်လိုမျိုးလဲဆို area duel တွေအားနည်းရဗျဒီလေထဲမှာဒီအရင်ဘောတွေပေါ့အားနည်းတဲ့အပိုင်းတွေမှာကျွန်တော်တွေ့ရတယ်ပြီးတော့ဒီ defensive ပေါ့နော်ခံစစ်ကိုလိုက်ကူပေးတဲ့အပိုင်းတွေမှာလည်းအားနည်းတာကိုကျွန်တော်တို့မြင်ရတယ်ပေါ့နော် United ရဲ့လက်ရှိခြေနေရလည်းဒီဘယ်လိုပြောမလဲ crossing တွေပေးပြီးတော့ခေါင်းတိုက်ခိုင်းဖို့ကလည်းမဖြစ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ဘောက်ဆွဲမှာကတက်စမှုတယောက်တည်းလိုမျိုးဖြစ်နေတာမျိုးရှိတယ်ပြီးခဲ့ရတွေကလည်းမြင်ရတယ်နောက်တစ်ခုကကျတော့ crossing ပေးရကစားသမားတွေကလည်းအဲ့လောက်ထိအဆင်မပြေဘူးပေါ့နော်ဒါမျိုးလေးတွေတော့ရှိပါတယ်ဒါကတော့အန်ကူကူအနေနဲ့ဒီဘွန်ဒလီဂါမှာနောက်ဆုံးကစားခဲ့တဲ့ခြေစွမ်းပေါ့နော် stat တွေနဲ့ကျွန်တော်ပြပြချင်တာဖြစ်ပါတယ်ဒီ progressive pass တွေ progressive carry တွေကတော့တပွဲကိုပြင်းပြ3ချိန်နဲ့2ချိန်အဲ့လောက်လို့ရှိရဆိုတော့မစိုးဘူးလို့ကျွန်တော်တို့မြင်တယ်ဒါတော့ဘွန်ဒလီဂါတည်တံ့ပေါ့နော်ချန်ပီယံလိမှာဆိုရင်လည်းသူ့ရဲ့ progressive pass တွေ progressive carry တွေကတပွဲကိုပြင်းပြပါ90နဲ့ကြည့်မယ်ဆိုတော့3ချိန်2ချိန်ပေါ့အဲ့လိုမျိုးရှိနေရအောင်ကျွန်တော်တို့မြင်ရပါတယ်ဒီတော့အန်ကူကူကတက်စစ်ကိုဘောလုံးတည်သွားတဲ့အပိုင်းနဲ့တက်စစ်ကိုဘောလုံးပေးတဲ့အပိုင်းတွေမှာတော့အဆင်ပြေရဲ့ကစားသမားတွေလို့တော့ကျွန်တော်ကတော့ယူဆပါတယ်အန်ကူကူရဲ့လုံနိုင်စွမ်းတွေနဲ့အားနည်းချက်တွေကိုကျွန်တော်သိပြီးသွားပြီဒါကြောင့်မို့ကျွန်တော်အနေနဲ့အမော်ရင်ကဘယ်လိုလက်ဆိုင်မှုမျိုးလိုချင်တာလဲဆိုတာကိုပြောပြချင်ပါတယ်
အမော်ရင်လိုချင်တက်ဆက်မှုကတော့ရှင်းတယ်ဒီနေရာလွတ်တွေပေါ့ဒီကဘိုးနောက်ကလုံနဲ့ဖူးဘက်တွေဂျားတဲ့နေရာလွတ်တွေတဲ့ကိုဝင်ပြေးနေတဲ့ကစားသမားတွေသူလိုတယ်အမြင်ပေါ်အားကောင်းရမယ်ဘောလုံးကိုထိန်းထားနိုင်တဲ့ရှိရမယ်ပြီးတော့ပောက်ကွဲအားပြင်းတဲ့အမြန်နှုံးမြင့်တဲ့တက်ဆက်မှုမျိုးကိုသူကလိုချင်တယ်ပြောရမယ်ဆိုရင်တော့ဗီတာဂျော့ဂရက်ဆိုတက်ဆက်မှုမျိုးသူကလိုချင်တယ်ဒါရှင်းတယ်ဒါပေမဲ့လက်ရှိအနေထားရဆိုရင်တော့အဲ့လိုတက်ဆက်မှုမျိုးရှာဖို့ကခက်တဲ့တဲမှာတော့ပါလာပြီပေါ့နော်ရှာပပဒီလက်ကလည်းချဲစီကိုရောက်သွားတဲ့အချိန်မှာတော့သူ့အနေနဲ့တခြား option တွေကိုမဖြစ်မနေရှာဖွေရတဲ့ပုံစံမျိုးတော့မြင်ပါတယ်ကျွန်တော်အမြင်ကတော့အန်ကိုကူကတော့ဒီ United အနေနဲ့ good option ပေါ့နော်တက်ဆက်မှုရွေးချယ်မှုအပိုင်းမှာတော့စဉ်းစားတဲ့ကစားသမားတွေလို့ကျွန်တော်ကတော့မြင်တယ်အမော်ရင်ကတက်ဆက်မှုတွေကိုနောက်တစ်ဆင့်ပို့ပေးတဲ့အပိုင်းမှာထူးချွန်တဲ့ကစားသမားတစ်ယောက်ပါသူ့လက်ထက်မှာဆိုရင်ဂျော်ရှူအာဆာစီကပို့ပြီးတော့ကောင်းလာတယ်နောက်ချန်နယ်မှာလည်းအဆင်ပြေလို့အထောင်တရားမှာကစားတဲ့ခါမှာလည်းတိုးတက်တဲ့ပုံစံလေးတွေကျွန်တော်မြင်ရတယ်ပေါ့နော်ဒီလိုပဲအန်ကိုကူကိုလည်းသူ့ရဲ့မူလခြေစွမ်းကိုပြန်ပြီးရအောင်ကစားရအောင်တင်ပေးနိုင်မလားဆိုတာကိုလည်းကျွန်တော်စိတ်ဝင်စားတယ်ပေါ့နော်လက်ရှိ modern ဘောလုံးလောကမှာလည်းဒီ Florent Floyd တက်စစ်ကစားပုံကခံစစ်ပိတ်ဆို့တဲ့အသင်းတွေတော့အိမ်မန်ဆိုးလို့တော့ကျွန်တော်ကတော့ယူဆပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကတော့လက်ရှိမှာ rumor တွေအရန်ထွက်နေတဲ့ဒီအန်ကိုကူနဲ့ဂါနာချိုတို့ရဲ့အကြောင်းမှာအန်ကိုကူအကြောင်းကိုပူတည်ပြီးတော့ပြပြပေးသွားတာပဲဖြစ်ပါတယ်ဒါတွေအကုန်လုံးကကျွန်တော်အမြင်ဖြစ်ပါတယ်ညီကိုတို့ရဲ့အမြင်တွေကိုလည်း comment မှာဆွေးနွေးကြလို့ရပါတယ်ဗျာနောက်လာမယ့် Otago theory ရဲ့ video တွေမှာပြည်သက်တွေနဲ့ပြန်ပြီးဆိုလို့ချင်ပါသေးတယ်ကျေးဇူးအများကြီးတင်ပါတယ်